ဟုတ်ကဲ့ပါခင်ဗျာဒီကော့နေလိုက်ပါပြီးတော့ညာဖက်လက်လေးကျိုးသုံးကျိုးနှစ်ကျိုးတိကျိုးတီးရပါမယ်လေးသုံးနှစ်တစ်ပြန်တီးပေးမယ်ဟုတ်ပါပြီဆိုတာဒီ major 7နှိပ်လိုက်ပါနှိပ်ပြီးညာဖက်လက်တူတူပါပဲလေးသုံးနှစ်တစ်ပြန်တီးပေးပါမယ်ဟုတ်ပါပြီပြီးတော့ဒီ7ကိုနှိပ်လိုက်ပါညာဖက်လက်တူတူပါပဲ4 3 2 1ပြန်တီးပေးပါမယ်4 3 2 1ပြီးတော့ G major 7နှိပ်ပါမယ်ပြီးတော့တီးရအောင်ဒီမှာကျတော့6 3 2 1ဟုတ်ပြီအတူတူကတီးရအောင်